တင်တာပေါ့ဒီမိုကရေစီပါတီဆိုဒီမိုကရေစီဆိုလက်ခံတယ်ပြောထားရင်ဒီမိုကရေစီရဲ့အနှစ်သာရရုပ်ောက်ဝဲရတော့တကယ်လို့ဖို့ရုပ်ောက်ပေါ်မှာပေးတင်တယ်ကြိုက်ရင်ကြိုက်မယ်မကြိုက်ရင်မကြိုက်ဘူးမကြိုက်တဲ့လူမပေးတယ်ပေါ့ကြိုက်တဲ့လူမကြိုက်တဲ့လူမကြိုက်တဲ့လူပေးပေါ့အဲ့ထက်မှchoice ရှိပါတယ်ပါတချို့ပါတီတွေချုပ်နေကြတယ် choice မရှိတာပဲနေတာပါတချို့ပါတချို့နေကြတယ် choice များတာအဲ့ဒီလိုရတာပေးတဲ့ကိစ္စပဲဒါမှမပေးဘူးဆိုလို့ရှိရင်တော့ तू ဟာဒီမိုကရေစီစနစ်ကိုအပြည့်အဝနားမလည်ဘူးလို့ကျွန်တော်ယူဆလို့ရတယ်အေးလို့လေလူကိုပြောလို့မရလို့တလိမ့်ဆန်စကားပြောနေရတယ်ငါလို့မလားငါပဲရိုင်းတယ်လို့ပညာမတတ်လို့ဖြစ်ရဟုတ်ကဲ့တင်တာပေါ့ဒီမိုကရေစီဒီမိုကရေစီလက်ခံတယ်ပြောထားရင်ဒီမိုကရေစီရဲ့အနှစ်သာရအဲ့ဒါရုပ်ောက်ဝဲရတော့တကယ်လို့ဖို့ကောင်းတယ်ရုပ်ောက်ပေါ်မှာတော့ပေးတင်တယ်ကြိုက်ရင်ကြိုက်မယ်မကြိုက်ရင်မကြိုက်အဲ့ဒါကမရရဲတော့အဲ့ဒါနောက်ဆရာဆောက်ပေးတာမဟုတ်ဘူးအဲ့မဟုတ်ဒီဟာပဲမရစတက်ပါအလုံးမလီးပဲအဲ့မဟုတ်ဒီဟာပဲမရစတက်ပါအလုံးမလီးပဲဟုတ်ဒါပဲမရပါဘူးစာမင်းတို့ကတော့ဒီလိုမျိုးဟုတ်ဒီတိုင်းပဲဝင်ဒီလိုပဲမင်းဒီကားမှရင်းကြိုက်ဘူးမကြိုက်တဲ့လူမပေးနေပေါ့ကြိုက်တဲ့လူမကြိုက်တဲ့လူမပေးကြိုက်တဲ့လူပေးပေါ့အဲ့ထက်မှ choice ဆိုတာရှိပါတယ်ဟဲ့လားပါတချို့ပါတီတွေချုပ်နေကြတယ် choice မရှိတာပါနေတာပါတချို့ပါတချို့နေကြတယ် choice များတာပါတယ်ကြိုက်တဲ့လူပေးရတာမဟုတ်လားဒါပေးတဲ့ကိစ္စပဲဒါမှမပေးဘူးဆိုလို့ရှိရင်တော့ तू ဟာဒီမိုကရေစီစနစ်ကိုအပြည့်အဝနားမလည်ဘူးလို့ကျွန်တော်ယူဆလို့ရတယ်လွတ်လိုက်ပြီးတရားများတဲ့ရုပ်ကပေါ့ဒီနေ့မဲပေးတာကြည်လိုက်ရင်သိလိမ့်မယ်နောက်မဲပေးဖို့အတွက်ချုပ်ပြီးကဏ္ဍတွေရှိတယ်အကျိုးကာလတွေပေါ့အဲ့မှာပါတီတွေရဲ့လှုပ်ဆောင်ချက်တွေနောက်ပြီးအုပ်ချုပ်ရေးဖွဲ့စည်းရဲ့လှုပ်ဆောင်ချက်တွေနောက်တော့ကရုပ်ကပဲကွန်ဖျန်လှုပ်ဆောင်ချက်တွေကြီးလိုက်ရင်လည်းတွေ့ပါလိမ့်မယ်ဒီနေ့မဲပေးတဲ့ခါမှာလည်းမဲပေးပြီးညနေကြတဲ့အတန်ထွက်လာမှာပဲလေဟုတ်လားချက်အဲ့တိုင်းပြောလို့ရတယ်အဲ့ဒါပြီးတော့မှကျွန်တော်တို့ကလွတ်လပ်ပြီးတရားမှတ်တယ်ရှိလားမရှိလားကျွန်တော်တို့ကလွတ်လပ်ပြီးတရားမှတ်တယ်လို့ဖြစ်နေတယ်ဟောတမရလို့နာမည်ပြတ်မကောင်ပြီးခဲ့တဲ့တန်းစရုပ်တော့ကြီးတဲ့နာမည်ပြတ်ခဲ့တယ်ဆူဆူဝါဝါဖြစ်ခဲ့ရုပ်ပြဆင်းပြတ်တယ်ဖြစ်ခဲ့ဟိုဘာတချို့ကြောက်လဲမတိကျုံးလို့ပြုတ်နေတာတကယ်တော့ကျွန်တော်ကတကယ်စစ်ခတ်တယ်လို့ကျွန်တော်သိပါတယ်တကယ်အမှန်တိုင်းပါမှန်တိုင်းပဲတကယ်ဟိုဒီကအမှန်တိုင်းတကယ်ဟိုစိုးစိုးဝါဖြစ်ခဲ့ဘလို့မဟိုဒါနားလဲပေးလို့မရတဲ့အတွက်ကြောင့်ဒီချိန်လေးထိရောက်သွားတာဖြစ်တယ်ဒါကြောင့်ပြီးတဲ့ချိန်ကြလို့ရှိရင်တော့ကြည့်ပါလို့ကျွန်တော်ပြောချင်တယ်ဒါပေမဲ့ဒီနေ့ဒီချိန်ပေါ့ပြီးရင်လာမယ့် January 7 ရက်နေ့မှာဒီချိန်နောက် January 25ရက်နေ့မှာဒီချိန်၃ချိန်ပေးမယ်အဲ့ဒီမှာကြည့်ပါအဲ့ဒါပြီးတော့မှပြောပါလို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်ကတမရကောက်ဦးစုချုပ်နိုင်ငံဝန်ထမ်းကျွန်တော်ဘာမှတော့သွားပြီးတော့လုပ်ချင်မှပြုချင်သွားပြောလို့မရဘူးနိုင်ငံရေးပါတီခေါင်းဆောင်လည်းမဟုတ်ဘူးဒါကြောင့်ရှိအဲ့ဒါတော့ဟိုပြီးတော့လွတ်တော်ခေါ်တဲ့ခါကျမှလွတ်တော်ကနေပြီးတော့တမရရွေးချယ်ရေးနဲ့ပတ်သက်တဲ့သူက process တွေရှိပါတယ်အဲ့ကြမှာသူတို့လုပ်ပါလိမ့်မယ်အဲ့ကြမှာဒါကျွန်တော်တို့ပြောဖို့တင့်မယ်လို့ယူဆပါတယ်